ဒီနေ့တော့ကြောင်မြောင်းတတိပဋ္ဌာန်လမ်းမှာရှိရဲ့စီကျွမ်းဆိုင်မှာမုကထာသက်ဆိုင်ရအောင်ရောက်ပါပြီဆိုင်မှာမင်းလေးလည်းတော်တော်လေးစုံတယ်နော်အခုကတော့ကျောင်းဝက်မုကထာ14မှာလာပါတယ်မာလာအနည်းလေးနဲ့မာလာတာဆိုတော့အရင်ဆုံးမာလာအနည်းလေးထည့်လိုက်မယ်နော်ပြီးရင်တော့အသီးရွက်လေးထည့်ပါမယ်ဒီရွက်လေးဆုံးလိုက်ဆိုရင်တော့သားလေးတွေကိုစားပြီးတော့กินပါမယ်အခုဆိုရင်တော့ဆုံးသွားပါပြီအနက်လေးကလေးမိုးရင်းနေရပဲသားလေးကကြီးအောင်တော်တော်လေးကိုစားချင်နေပြီကိုကတော့ပြုတ်တုံးပေါ့နော်ကိုကြိုက်တယ်လို့အရသာလေးလည်းပေါ်လေဆိုလို့ရှိရင်စက်မှန်လေးထည့်ပြီးလည်းစားလို့ရတယ်နော်ပြီးရင်တော့ကျုပ်လေးထည့်လိုက်ပါမယ်အရင်ဆုံးချက်မဲလေးစားကြည့်ရအောင်ချက်မဲလေးကိုအချင်းလေးနဲ့တို့ပြီးတော့စားကြည့်အားရတာလေးကတော်တော်လေးကောင်းတယ်ကဲပြီးရင်တော့ဝတ်သားလေးစားကြည့်ရအောင်အချင်းလေးနဲ့တို့စားရင်တော်တော်လေးကိုလိုက်ပါတယ်နော်ပြီးရင်တော့ဝက်ဥချိုလေးစားကြည့်မယ်ဝက်ဥချိုလေးလည်းတော်တော်လေးကောင်းတယ်ပြီးရင်တော့ဝက်ဥပင်လေးကိုအချင်းလေးနဲ့တို့ပြီးတော့စားမယ်တော်လေးရတာရှိရယ်ကဲခောက်ဆွဲလေးရပြီဆိုတော့ခောက်ဆွဲလေးစားကြည့်အောင်ကျုပ်လေးအချက်သွားပြီပေါ့နော်ရေဦးဆုံးအကင်းလေးစားကြည့်မယ်အကင်းလေးကတော်တော်လေးစားကောင်းတယ်အေးလေးပေါ့နော်ခောက်ဆွဲလေးရတော့မလာအနည်းလေးနဲ့ရတာလေးကလောကကွက်တီပဲမလာကြိုက်တဲ့လူမလို့ဟင်းရင်လေးကတော်တော်လေးကိုထိမိရနော်ပြီးရင်တော့ဆလတ်ရွက်လေးရဲ့ချက်မဲရောဝတ်သားရောဝက်ဥချိုရောမိုးပိတ်ရောပေါ့နော်ချက်တုံဖြူရောအယုတ်တီရောအကုန်လုံးထည့်ပြီးတော့ထုတ်ပြီးစားကြည့်ပါမယ်
ရတာလေးရတော့အဲ့လိုထုတ်ပြီးတော့အထဲမှာတားရည်ညာရင်းနဲ့စားတာတော်တော်လေးကိုစားမကောင်းနဲ့ကျမရွက်လေးကိုအချင်းလေးနဲ့တို့ပြီးစားကြည့်မယ်ဆိုင်အချင်းလေးနှစ်ခုလုံးကတော်လေးကောင်းတယ်ပါစတာချင်းလေးနဲ့တို့ပြီးတော့စားကြည့်ရတော်လေးကောင်းတယ်ကျုပ်လေးရတော့မချက်တစ်ချက်လေးပေါ့နော်ထပ်ပြီးတော့အကင်းလေးကိုအချင်းလေးနဲ့တို့ပြီးတော့စားမယ်ဆိုင်ကဆက်လေးရတော်လေးနဲ့ဆောက်ပါတယ်ကိုလိုချင်တဲ့ဟာလေးရောလဲထော့ပင်လေးနဲ့ထည့်ပြီးတော့မှာလို့ရတယ်နော်ဒါလေးကတော့ blueberry ဖြော်ရည်လေးပါblueberry ဖြော်ရည်ရတာလေးကချူချူလေးနဲ့အေးအေးလေးပေါ့နော်ရတာလေးကတော်လေးကောင်းတယ်လမ်းဆန်းသွားတာပဲကဲခုတော့ပြောင်းမှုလေးစားကြည့်မယ်ပြောင်းမှုပြုတ်ကတော့ကြိုက်လို့အားရပါရစားပါတယ်အသားလေးကိုလည်းချိန်နဲ့တို့သားဒီတိုင်းစားကြည့်နေရတာလေးရရှိရနော်မာလာဟင်းလေးအကြိုက်လုံးလို့ဆိုပြီးတော့တောက်လိုက်ပါတယ်ခုနကပါပြီအားလုံးမတတ်တာ